Hello အားလုံးပဲမင်္ဂလာပါရှင်စတရက်စတဗီကျဲမင်္ဂလာပါဒီနေ့ချမှုကရုရှားလိုမျိုးတနေ့တာရဲ့အသုံးအနှုန်းလေးတွေကိုဘယ်လိုခေါ်မလဲဘယ်လိုပြောမလဲဆိုတာကိုနည်းနည်းလေးလောက်သင်ပေးသွားမှာဖြစ်ပါတယ်မနက်ပိုင်းမနက်ခင်းဆိုပြီးတော့ရုရှားလိုပြောချင်တယ်ဆိုရင်uttra မနက်ပိုင်းမှာမနက်ခင်းမှာဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်ကuttra ဆိုတာကရိုးရိုးတန်တန်မနက်ခင်းကိုပြောတာပါဥတရံမနက်ပိုင်းမှာငါကတော့ဘယ်သူနဲ့တွေ့ကြရှိရဲဘယ်နေရာသွားမယ်ဆိုပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်အချိန်အတိအကျပြောချင်တယ်ဆိုလို့ရှိရင်ကဥတရာနဲ့မသုံးဘဲနဲ့ဥတရံဆိုပြီးတော့သုံးပေးရမှာဖြစ်ပါတယ်နောက်တစ်ခုနေခင်းနေလဲဆိုပြီးတော့ပြောချင်တယ်ဆိုရုရှားလိုzinနေကင်းပိုင်းမှာနေလယ်ဘက်မှာဆိုပြီးပြောချင်တယ်ဆိုလို့ရှိရင်ကdnyom zinဒညွန်ဆိုပြီးတော့နှစ်မျိုးသုံးပေးရမှာဖြစ်ပါတယ်မတူเนาะနောက်တစ်ခုညနေပိုင်းညနေခင်းဆိုပြီးတော့ပြောချင်ရင် vierchi ညနေပိုင်းမှာညနေခင်းဘက်မှာငါကတော့စပိန်စီးမယ်ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးတော့ညနေပိုင်းမှာဆိုပြီးအတိအကျအချိန်ကိုပြောချင်တယ်ဆိုလို့ရှိရင်က вечеромနောက်တစ်ခုညကိုရုရှားလို ночь လို့ခေါ်ပါတယ် ночь ညဘက်မှာညပိုင်းမှာဆိုပြီးတော့အတိအကျပြောချင်တယ်ဆိုလို့ရှိရင် ночьюဒါဆိုရင်မနက်ခင်းကနေစပြီးတော့အတူတူနောက်တစ်ခါ repeat ထပ်ပြီးတော့ရွတ်ကြမယ်နော် еще раз ဆိုတာကရုရှားလိုနောက်ထပ်တစ်ခေါက်ဆိုပြီးတော့ပြောလိုက်တာဖြစ်ပါတယ် okay еще раз утром зин днём вечером ночью okay နောက်တစ်ခါ еще раз утром зин днём вечером ночьюဒါဆိုလို့ရှိရင်ရုရှားလိုအချိန်လေးတွေခွဲပြီးတော့ဘယ်လိုပြောလဲဆိုတာကိုနည်းနည်းလောက်သဘောပေါက်နားလည်သွားပြီးပြောတတ်သွားပြီးလို့ယူဆပါတယ်နောက်ထပ်ရုရှားသင်ခန်းစာလေးတွေစကားပြောသေးသေးလေးတွေအများကြီးထပ်ပြီးတော့သင်ပေးသွားမယ်နော်ပက spasiba хорошего дня ကောင်းသောနေ့တစ်နေ့ဖြစ်ပါစေရှင်